တငယ်ချင်းတို့ကိုချစ်ရသူကောင်မလေးနဲ့မိဘတွေကိုတာမန်ပန်းစည်းဝယ်ပေးနေကြတော့လားဒါဆိုနောင်လာမဲ့နှစ်တွေလတွေစတော်ဘယ်ရီပန်းစည်းကိုပေးကြည့်ပါဗျာသူတို့တာမန်ပန်းစည်းတွေထက်ပျော်စေရမယ်ဆိုတာတေချာပါတယ်ရိုးရှင်းတဲ့စတော်ဘယ်ရီပန်းစည်းတစ်ခုပြုလုပ်ခြင်းကမြင်ရတာထက်ပိုလွယ်ပါတယ်လိုအပ်တဲ့အရာများကတော့လက်ဆက်တဲ့စတော်ဘယ်ရီသီးတွေအထူးသဖြင့်ကြီးပြီးမာကြောတာရွေးပါဝါတို့ချောင်းများပန်းစည်းထုတ်ပိုးဆက်ကူဖဲကြိုးအရေးပျော်ထားတဲ့ချောကလက်ဖြစ်ပါတယ်စတော်ဘယ်ရီသီးများကိုရေဆေးပြီးအချောက်ခံထားပါလုံးဝခြောက်တွေ့နေဖို့လိုပါတယ်စတော်ဘယ်ရီသီးများဆိုနေရင်ပုံမမြန်ဆန်စွာပျက်စီးပြီးချောကလက်ကိုကောင်းစွာမကတ်နိုင်ပါဘူးဝါတို့ချောင်းကိုစတော်ဘယ်ရီသီးတစ်ခုစီရဲ့ပင်စီဆုံးကိုညင်သာစွာထိုးသွင်းပါဒီအဆင့်မှာအဆုံးထိမထိုးသွင်းဖို့တတိထားပါဗျာစတော်ဘယ်ရီသီးများကိုအရေးပျော်ချောကလက်ထဲမှာနှစ်လိုက်ပြီးလုံးဝအေးခဲသွားအောင်ထားပါစတော်ဘယ်ရီတို့ချောင်းများကိုအတူတကွထိန်းထားဖို့တိတ်တာမှမဟုတ်ရာပါကျိုးများကိုအသုံးပြုပါစတော်ဘယ်ရီသီးများကြားမှာပုံမပြည့်စုံတဲ့ပုံပေါက်စေဖို့တ ရှုဆက်ကူပန်းများနဲ့အစိမ်းရောင်ပင်များကိုအသုံးပြုနိုင်ပါတယ်ထုတ်ပိုးဆက်ကူကိုပတ်ပြီးတရက်စွာခောက်ပြီးတိတ်ဖြင့်လုံခြုံအောင်ချီပြီးနောက်ပတော်ဖက်ရှင်နဲ့ပုံပေါက်စေဖို့အတွက်လှပတဲ့ဘဲကျိုးဖြင့်အပြီးတက်ပါဒါဆိုလက်ဆောင်ဖြစ်စတော်ဘယ်ရီသီးပြည့်နေတဲ့လက်ဆောင်ကောင်းတစ်ခုစတော်ဘယ်ရီပန်းစည်းရရှိလာမှာပဲဖြစ်ပါတယ်